အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ရတော့ဗောနော်ပရိုမိုတိုင်းဝင်နေတဲ့တွဲလုံးစံမရှိတဲ့တွေ့ရတော့ဗောနော်ကျွန်တော်က Diamond Zinc ကိုရေးပေးတော့ရင်လည်းကျွန်တော်တို့ဒီ Collector DJ ပဲပါတယ် Collector event ဗောနော်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့အခုတိုက်တန် event ဗောနော် Attack on Titan ဗောနော်ဒီ event အကြောင်းလေးကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ဗျဒါကြောင့်ဗရာဒါတို့အနေနဲ့ကျွန်တော်အခုညီနဲ့ဆန္ဒနေများရှိခဲ့ရင်ဗောနော်ဒါကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုဝေပြီးလင်းခိုင်းမှကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျနောက်ပြီးတော့ကျွန်တော် channel လေးလည်း subscribe လုပ်ရတယ်လည်း subscribe လုပ်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးကြပါမယ်နော်ကဲကျွန်တော်တို့ဗီဒီယိုဆက်လိုက်ကြအောင်ညနော်ထုံးစံတိုင်းပဲပေါ့နော်ဗီဒီယိုလေးမစတင်ခင်ကျွန်တော်ဝိုးရင်ကလေးနဲ့အားပေးတဲ့တယောက်တည်းကိုရှင်းနေတယ်ကောနောက်ပြီးတော့ခုမှအားပေးတဲ့တယောက်တည်းကိုရှင်းနေတယ်ပေါ့နော်ကျွန်တော်ကကျေးဇူးများများတင်ရှိပါတယ်ဗျကဲကျွန်တော်တို့စမယ်ညနော်ဒီ Diamond Giveaway တော့ကျွန်တော်နောက်ဆုံးမှပဲကျွန်တော်ပြောမယ်ပေါ့နော်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကဒီ Collector event အကြောင်းလေးကိုကျွန်တော်ပြောမယ်ပေါ့နော် Collector event အကြောင်းကတော့ကျွန်တော်တို့အနေနဲ့event ဒီတိုင်းထဲမှာဆိုရင်ကျွန်တော်ကြည့်မယ်ဒါကတော့အတန်းစားပါတယ်မှာမဟုတ် Collector skin ရတော့အကုန်မပါဘူးပေါ့နော်ဒါပြီးရင်လည်းဒါမှမဟုတ်ကျွန်တော်ဒီ skin တွေပဲပါမလားတော့ကျွန်တော်တို့မသိရဘူးเนาะဒါပေမဲ့သူက engine coin 800နဲ့တော့လဲရမယ် original server ရောက်လာရင်တော့ကျွန်တော်တို့ဘယ်လိုလာမလဲဆိုတော့ဒီ jam တွေရတယ်ပေါ့เนาะလောလောဆယ်အတန်းထားမှာတော့ကျွန်တော် collector skin တွေပါမယ်အဲ့ဒါတော့ဒီ Eva level 2 Bushan Angela နဲ့ဒါ Badwan တို့ပါမယ်ပေါ့เนาะဒီ3ခုပါမယ်ဒီ5ခုပါမယ်ပေါ့เนาะနောက်ပြီးတော့ lucky box နေမှာတော့ကျွန်တော် cloud ရဲ့ elite ရဲ့ change ရဲ့ဒီ3ကောင်တော့ကျွန်တော်တို့ပါမယ်ပေါ့เนาะနောက်ပြီးတော့ hero လေးပါပါတယ်ဗောနော် hero လေးပါထည့်ပေးတဲ့တခြား item လေးတွေဒါ skin pack ကမှ hero pack ကမှဗောနော်ဒါ EAV card တွေဒါ go card တွေပို့ပါလိမ့်မယ်ဗောနော်နောက်ချွချင်လေးပါပါတယ်ဗောနော်ဒါမျိုးလေးတွေပေါ့ဒါဒီလောက်ပဲဒီ event ကတော့ကျွန်တော်တို့အနေနဲ့ COE တွေသုံးလို့ရလားဆိုရင် COE တွေသုံးလို့ရတယ် COE သုံးချင်တဲ့ဆိုရင်ဒါတော့မြင်တဲ့ light ဒီမှာလေးပေါ့နော်25 45တွေ့450ဆိုတွေ့လောင်းလေးဒီမှာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထောက်မယ်ဆိုရင် COE သုံးတော့မှာပေါ့နော်ကျွန်တော်1တော့ကျွန်တော်အတန်းဖောက်ခြင်းပေါ့နော်ဒါတော့စီဝင်နေဖောက်တာတော့ကျွန်တော် diamond မသုံးဘူးပေါ့နော်ကျွန်တော်မှာ diamond 8လုံး12လုံးရတယ်ဒါကြောင့်ဗရာနာတို့အနေနဲ့ဒါ point 800ဆိုတော့အတားလေးရတယ်ပေါ့နော်ဘာမှထွေထူးထူးဟိုလိုက်เสียမလိုဘူးလို့ပြောရမှာပေါ့နော်ဒီမြင်လာနေတယ်အဲ့ပြီးတော့ကျွန်တော်တို့က sorry နော်ကျွန်တော်တို့အနေနဲ့ဒီမှာအောက်မှာစီဝေတွေရတာရှိတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကနေဘယ်လိုလုံးမလဲဆိုရင်စတားလိုက်ကတော့ဗရာတော့ဝယ်ရမယ်ပေါ့နော်စတားလိုက်ကဝယ်မယ်ပြင်စီဝေတွေဒီမှာကျွန်တော်တို့ဝယ်လို့ရတယ်ပေါ့နော်နေ့တင်ကန်တက်ရှော်သေးနေဝယ်လို့ရတယ်နောက်ပြီးတော့ price ဘယ်မှာကြည့်မယ်ဆိုရင်လည်းဒီ collector skin တွေပါမယ် collector skin ပုံမှန်5កောင်ပါမယ်နောက်ပြီးတော့ special 3កောင်ပါမယ်ပေါ့နော်ဒါတော့ကျွန်တော်တို့အနေနဲ့ဒါဒီလောက်ပါပဲတိတ်ပြီးတော့ပါအဓိကတော့ collector တွေကိုအဓိကထားတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့အနေနဲ့ coin ကတော့20တော့အများဆုံးပေါ့နော်15လုံးရှိမယ်10ရှိမယ်အနည်းဆုံးကတော့5လုံးပေါ့နော်အဲ့လိုလေးရှိမယ်ဒါကြောင့်ဗရာတို့အနေနဲ့ဒီ skin တွေလိုချင်နေဆိုရင်ဒါ diamond ကတော့ဘာမှထွေထူးထူးလိုက်เสียမလိုဘူးကျွန်တော်ထင်တော့ပေါ့နော်ဒီတန်တုံ9ကလောက်ဆိုရင်စင်ပြေတယ်ရနိုင်လို့တယ်ပေါ့နော်ကျွန်တော်ဖီးတုံငင်နေလဲကျွန်တော်တို့ဒီမှာပေးရတယ်ပေါ့နော်ဒီလမ်းဒီဖီးတုံငင်နေလဲဒီမှာလေးကျွန်တော်တို့ပေးရတယ်ဒါကြောင့်ဗရာတို့အနေနဲ့ဒီ skin collector ကောင်တော့ဒါလေးရတယ်ပေါ့နော်ခုလေးကဝီလီဘက်လေးတန်းနေတော့ဖြည့်ထားပါကျွန်တော်တို့အနေနဲ့ဒီမှာဒါတော့ထူးထူးကျွန်တော်ပြောတော့တော်နေရပြောရတယ်မနော်စတာတိုက်ကဝင်ထိုင်းတော့ဆင်ပြေတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့အနေနဲ့collector event ပေါ့နော်ကျွန်တော်နောက်တစ်ခုကတော့ဒါအားလုံးတည်တယ်ပေါ့နော်ဒါထူဆန်းတော့မဟုတ်ဘူးဒါကတော့ကျွန်တော်တို့ပြီးတော့ပြီးတော့မှာပေါ့နော်ဒါဖြည့်တုံရင်လည်းမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ဒါတရားလဲဘယ်တော့လောက်လာမလဲတော့မသိဘူးဒါပေမဲ့ဓာတ်စာပါထဲမှာရောက်လိုက်တော့မကြခင်တော့လာရမယ်ဆိုတော့ဒါသိကြတယ်ပေါ့နော်ဒီ event နဲ့ collector event နဲ့မထူးပေါ့နော်ဓာတ်စာပါထဲမှာရောက်လိုက်ဆိုရင်ဒါမကြခင်မဲ့ original စာပေါက်ရောက်လာတယ်ပေါ့နော်ဒါတော့ဒီလောက်ပါရနော်ဒီ event အကြောင်းလေးကိုပဲကျွန်တော်အနေနဲ့ပါရှင်းပြပေးတာပါနောက်ပြီးတော့ကျွန်တော်ကဒီ color sorry နော်ဒီ promo diamond နဲ့တွဲလုံးတန်ဖြစ်တဲ့တွေတော့ပါနော် diamond ကျွန်တော်ကမဲဖောက်ပေးမယ်ပေါ့နော်မဲဖောက်ပေးမှာကကျွန်တော်ကမဲမဖောက်ပေးတော့ဘူးပေါ့နော်မဲတော့မဖောက်ပေးတော့ဘူးဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်နန္ဒတော့ကျွန်တော်ကျိုးကျွန်တော်လုပ်မယ်ပေါ့နော်โอเคဒီ event မှာတွေ့လားမသိဘူး comic ကအလုံးပေါင်း190ကျော်ရှိတယ်ပေါ့နော် comic ကအလုံးပေါင်း90ကျော်ရှိတယ်90နဲ့2ယောက်ရှိတယ်ပေါ့နော်ဒါပေမဲ့တချို့လူတွေကတော့ဒါအမှန်ညာဘူးပေါ့နော်ဒါရချင်တဲ့လူရပါသေးဝယ်ချင်တဲ့လူကဝယ်ပြီးတော့ဒါကြောင့်ကျွန်တော်ကမဲတော့မဖောက်ပေးတော့ဘူးမဲမဖောက်ပေးဘူးဆိုပေမဲ့ဒီထက်မှန်းတဲ့လူတွေအကုန်လုံးကိုကျွန်တော်အခုပဲကျွန်တော်ကကျွန်တော် diamond တွေလိုက်ခဲ့ပေးလိုက်တော့မယ်ပေါ့နော်အဲ့လောက်ပဲပေါ့နော်ဒီ comment မှာဒီ video ရဲ့ comment အောက်မှာအမှန်ထည့်တဲ့မှန်ပေးထားတဲ့သူတွေပေါ့နော်ဒါ ID ထည့်ပေးထားတဲ့သူတွေကိုအမှန်ပေးထားမှန်တဲ့သူတွေကလည်း ID မှန်တဲ့သူကလည်း10ယောက်တောင်မရှိဘူးထင်တယ်ပေါ့နော်5ယောက်ပဲရှိတယ်ဒါကြောင့်ကျွန်တော်မဖောက်တော့ဘူးအဲ့ဒါကျွန်တော်ပေးလိုက်တော့မယ်ပေါ့နော်
ကဲဒီနေ့ဒီဗီဒီယိုတော့ပါဗျာနော်မတိတာတွေပဲဖြစ်ဖြစ်အကူညီတောင်းတာတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါမေးချင်တာတွေဖြစ်ဖြစ်ကျွန်တော်စီမှာကျွန်တော်ရဲ့ဒီကိုစီမှာချပေးထားတယ်ပေါ့နော်လင့်နေကျွန်တော်ရဲ့ Telegram အကောင့်တွေရှိတယ် Facebook အကောင့်တွေရှိတယ်ပေါ့နော်အဲ့ဒီနဲ့ဆင်ကျွန်တော်ကိုလာရောက်ပြီးတော့ဒါဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဗျာနော်ကြည့်အားလုံးဆင်ပြကြပါစေဗျာနော်ဘိုင်ဘိုင်